Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ပြမှာက Microtik မှာကိုယ့်ရဲ့ router အတွက်ပေါ့နော် package တွေဘယ်လိုထပ်ထည့်မလဲဆိုတာရယ်နောက်ပြီးတော့ firmware upgrade ဘယ်လိုလုပ်မလဲဆိုတာရယ်နောက်တစ်ခုကကိုယ့်ရဲ့ configuration file ကိုဘယ်လို backup လုပ်ထားမလဲဆိုတာရယ်ကို share ပေးမှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော် Microtik ထဲမှာ system တွေက package ဆိုတာရှိရပေါ့နော် package ဆိုတာရှိတယ်နောက်တစ်ခုပေါ့နော် Microtik မှာလို့မသွားတော့ဘူးတခုနာမည်ပဲသိတယ်ဆိုရင်ဒီမှာရိုက်ရှာလိုက်လို့ရတယ်ပေါ့နော် key ပေါ့နော် package လို့ရိုက်လိုက်တာ ਨੇ ပေါ်လာလိုက်နေလိုက်ဒီကိုပဲရောက်သွားလိမ့်မယ်ပေါ့ okay ဒီမှာကျွန်တော်တို့ package တွေကိုတွင်းလို့ရတယ်ဖြုတ်လို့ရတယ်ပေါ့နော် router ဒီမှာဆိုရင်ကျွန်တော်တွင်းထားတာက install လုပ်ထားတာက3ခုရှိရပေါ့နော် yes ဆိုတဲ့ဟာလေးပေါ့ဘာရောင်လေးဒီမော်ရောင်လေးနေပေါ့နော် router OS ရဲ့ user manager ရဲ့ wireless ရဲ့ဒီနှစ်ခုဆိုရင်ကျွန်တော်တွင်းတာပေါ့နော်ပုံမှန်ကသူဒီ router OS တစ်ခုပဲရှိရပေါ့ okay သာသာချင်းမှာဒီလိုမပေါ်နေဘူးဆိုလို့ရှိရင်ဒီတွင်းလို့ရတဲ့ package တွေရယ်တွင်းလို့ရတဲ့ package တွေပေါ်မနေဘူးတွင်းထားတဲ့ကောင်တွေပဲပေါ်နေတယ်ဆိုလို့ရှိရင် check for update ကိုနှိပ်ပေးလိုက် check for update ကိုနှိပ်လိုက်တာ ਨੇ သူကဒီ update လုပ်လို့ရလားမရဘူးလားဆိုတော့သူကဒီစစ်ဆေးပေးတော့မယ်ပေါ့နော်အတူတွေဖြစ်နေတယ်ကျွန်တော်နောက်ဆုံး version ပေါ့နော်ဒီနေရာမှာ version ကအမျိုးမျိုး꿰တယ်ပေါ့နော် channel ပေါ်မူတည်ပြီးတော့ long term ရှိရယ် stable ရှိရယ် testing ရှိရယ် deployment ရှိရယ်ပေါ့နော်ဟိုကိုက update တွေခဏခဏလုပ်နေခြင်းမူ4-5နှစ်လောက်ကြာရွယ်သုံးကျင်တယ်ဆိုလို့ရှိရင် long term ကိုသုံးပေါ့နော်ကိုက stable ဖြစ်တာပဲသုံးကျင်တယ် crash ဖြစ်တာတွေဟိုနည်းနည်းအတူတွေဖြစ်တာလေးလည်းသုံးကျင်တယ် stable လည်းဖြစ်ချင်တယ် stable ကိုသုံးပေါ့နော်ဟာ testing တွေ deployment တွေကတော့ဒီနောက်ဆုံး latest version တွေသုံးရမယ်ဟို crash ဖြစ်တာတွေ bug တွေလည်းပါနိုင်တယ်ပေါ့နော်ကျွန်တော်တို့ testing လုပ်ချင်တာဖြစ်တဲ့အတွက် testing channel မှာနောက်ဆုံး version ကို update လုပ်ထားတယ် okay အဲ့လိုနှိပ်လိုက်တာ ਨੇ သူကဒီမှာကိုယ့်တစ်ပိုင်းမှာတွင်းလို့ရတဲ့ extra တွင်းလို့ရတဲ့ package လေးတွေပေါ်လာတယ်ပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်အဲ့ကိုတွင်းနေတဲ့ package ကို select မှတ်မယ်လက်မှတ်ပြီးတော့အကုန်လုံးတွင်းနေတဲ့ဆိုရင်အကုန်လုံး select မှတ်မယ်ပြီးရင် enable ဆိုနှိပ်ပေးလိုက်မယ် enable ကိုနှိပ်လိုက်တာ ਨੇ ဒီနောက်မှာသူက schedule ဆိုပြီးတော့ပြသွားပြီပေါ့နော် schedule ကဘာလုပ်တာလဲဆိုတော့သူက reboot လုပ်လိုက်တဲ့အချိန်မှာဒီ package တွေကို install လုပ်တော့မှာပေါ့နော်သူကအဲ့မှာကိုကတစ်ခါတည်းပဲတွင်းနေတယ်ဆိုရင် apply chain ကိုနှိပ်ပေးလိုက်ပါ apply chain ကိုနှိပ်လိုက်တာ ਨੇ သူကဒီ package တွေကို install လုပ်တော့မယ်ပေါ့ reboot လုပ်ပြတော့ဘူးနောက်တစ်ခုကဒီ check for update ကိုနှိပ်တာ ਨੇ package မပေါ်လာခဲ့ဘူးဆိုလို့ရှိရင်လေသူ့ရဲ့ website မှာဒီကိုယ့်ရဲ့ router ကိုသွားရှာပြီးတော့ all package ဆိုတာကို download လုပ်လိုက်ပါတော့ download လုပ်ပြီးတော့ဒါမှမဟုတ်လည်းကိုက wireless ပဲလုပ်ချင်တယ်ဆိုရင် package ပဲတွတ်ထောင်းရပါတယ်ပေါ့ဒီတင်မှာ download ပေးမှာပေါ့ထောင်းပြီးတော့သွင်းလို့ရပါတယ်သွင်းနေရတော့ဘယ်လိုသွင်းအောင်လဲဆိုတော့ကျွန်တော်နောက်တစ်ဆင့်မှာပြောပြပေးပါမယ်ဒီနောက်တစ်ခုကရဲ့ firmware ကိုဘယ်လို upgrade လုပ်မလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့ကောင်ကတော့ system နဲ့မှာ system နဲ့ router board ပေါ့နော်အဲ့မှာကြည့်လိုက်လို့ရှိရင် firmware မျိုးစားရှိမယ်နောက်တစ်ခုက battery ရလာတဲ့စက်ရုံကလာတဲ့ထုတ်ချင်း firmware version ရှိမယ် current firmware ရှိမယ် upgrade firmware ရှိမယ် current firmware နဲ့ upgrade firmware ကတူနေရမှာပေါ့နော်ကျွန်တော်တို့က check for update လုပ်ပြီးတော့ download and install နှိပ်လိုက်တာ ਨੇ reboot ကြပြီးတဲ့အချိန်မှာ firmware က upgrade ဖြစ်သွားပြီ update ဖြစ်သွားပြီပေါ့နော်ဒီမှာအဲ့လို update ဖြစ်နေတဲ့ version ပေါ်နေလိမ့်မယ်ပေါ့ဒါပေမဲ့တကယ် upgrade မဖြစ်သေးဘူးပေါ့နော်ဒီနေရာကိုလာပြီးတော့ဒီ version တစ်ခုမတူနေဘူးဆိုရင် upgrade version ဖြစ်အောင် upgrade version နဲ့ current version နဲ့တူအောင် upgrade ဆိုအောင်နှိပ်ပေးရမယ်ဒီလိုနှိပ်လိုက်တာ ਨੇ
ဒီသူက confirmation လုပ်မယ်အဲ့ဒါ okay ပေးလိုက်တာ ਨੇ ရဲ့ဒီ firmware current firmware ကို upgrade ဖြစ်အောင်သူက upgrade လုပ်ဝေးလိုက်မယ်ပေါ့ခုရှိကအဲ့လိုလုပ်တဲ့အချိန်မှာမီးပြတ်တာတော့ဘာတော့ router မှာ power ကျွေးထားတာပြုတ်သွားတာတော့မဖြစ်သင့်ဘူးပေါ့နော်အဲဆိုရင်တော့ဟို router firmware ကျသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တခုတော့ queue ဆိုင်ဖို့လိုပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဒီ configuration ကို configuration တွေတခြားလုပ်ပြီးသွားပြီဒီဆိုရင်ဟိုအကောင်းဆုံးအနေနဲ့ကတော့ဒီ configuration file ကိုတင်ထားတင်တယ်ပေါ့နော်ပြင်မှာလည်းတင်ထားတင်တယ်ဒီ microtik ထဲမှာလည်း microtik ရဲ့ဒီ story ပေါ်မှာလည်းတင်ထားတင်တယ်ပေါ့ဒါကဘယ်နေရာမှာလောက်အောင်လဲဆိုတော့ file ထဲမှာ file ထဲမှာလောက်အောင်ပါပေါ့နော်ဒီမှာ file ထဲကိုတွားလိုက်တာ ਨੇ bucket ဆိုတာရှိရပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့နာမည်ပေးမယ်ပေါ့နော် config ကိုစင်ပြနာမည်တစ်ခုပေးလိုက်ပါနော်အဲ့လိုနာမည်ပေးပြီးတော့ဒီ config file ကို password လည်းထားလို့ရတယ်ပေါ့နော်ဟိုကတကယ်လို့ဒီ config file ကလို့တခြားလူတယောက်ကယူသွားလို့ရှိရင်ဒီ config file ကိုဖွင့်ဖြည့်ပြီးတော့ပေါ့နော်ဒီ create ပြန်လုပ်ပြီးတော့ဒီကို router ရဲ့ config တွေကြည့်လို့ရမယ်ပြီး user name နဲ့ password တွေကြည့်လို့ရနိုင်တယ်ပေါ့နော်အဲ့လိုမဖြစ်စေချင်ဘူးဆိုရင်ဟို password ခံထားလို့ရှိရင်သူကအဲ့ password တိမှပြန်လုပ်လို့ပြန်ပြီးတော့ decrypt လုပ်လို့ရမယ်ပေါ့နော်ဟိုအလွယ်နည်းနဲ့အလွယ်နဲ့ကတော့မလုပ်ကြတာများတယ်ပေါ့နော်အဲဆိုရင်တော့ do not encrypt ကိုရွေးပြလိုက်ရင်သူက password မထားတော့ဘူးပေါ့နော် password ထားထားရရင် password ကမှတ်မိမှရပါမယ်ဒီ config ကိုပြန်ပြီးတော့ restore လုပ်တဲ့အချိန်မှာအဲ့ password နဲ့အဲ့ password တောင်းတယ်ပေါ့နော် okay လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကတော့ password လောလောဆယ် password မထားတော့ဘူးမထားဘဲနဲ့ backup config ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ပေးထားတဲ့နာမည်နဲ့ file တစ်ခုထွက်လာတယ်ပေါ့နော်အဲ့ file ကိုဒီဟာက microtik ရဲ့ story ထဲမှာပဲရှိသေးရပေါ့နော်အပြင်ကိုထုတ်ပြီးတော့တင်ထားတင်တယ်ပေါ့နော်ဥပမာကိုယ့်ရဲ့ computer မှာအဲမှာဖုန်းထဲမှာအဲ့လိုမျိုး backup အနေနဲ့ထပ်ပြီးတော့တင်ထားတင်တယ်ပေါ့နော်ဒီ microtik ထဲမှာလည်းတင်ထားပေါ့နော် restore လုပ်တဲ့အချိန်မှာမြန်တာပေါ့နော်လွယ်တာပေါ့ဒါပေမဲ့ microtik ကပြတ်သွားတာမျိုးဘာမျိုး firmware ကျသွားတာမျိုးဆိုလို့ရှိရင်ဒီ backup file ကဒီထဲမှာပဲရှိနေရဆိုလို့ရှိရင်ပြန်ယူလို့မရနိုင်တော့ဘူးပေါ့နော်ကျွန်တော်ပထမဆုံးတော့တင်ပေးခဲ့တဲ့ router OS ဒီ firmware ပြန်တင်ဒီလုပ်တဲ့အချိန်မှာဒီမျိုးလုပ်လိုက်ရင်ဒီ file တွေအကုန်ပြတ်သွားမှာဖြစ်တဲ့အတွက်ပြင်မှာလည်းတင်ထားတင်တယ်ပေါ့နော်ပြင်တင်တာလည်းလွယ်ပါတယ်ဒီတင်တာလည်းလွယ်တယ်ပေါ့နော်ကျွန်တော်တို့တော်တရား backup လုပ်လိုက်တဲ့ file ကိုထောက်လိုက်မယ်ထောက်လိုက် download ကိုနှိပ်လိုက်မယ် download ကိုနှိပ်ပြီးတော့ဒီကိုတင်နေတဲ့နေရာမှာပေးပြီးတော့ save ကိုနှိပ်လိုက်မယ်အဲဆိုရင်တို့တင်လိုက်တဲ့နေရာကိုရောက်သွားပြီโอเคပြင်မှာရောက်သွားပြီပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီဒုနေရ package တွေကိုဒီ check for update နေပြီးတော့လုပ်လိုက်တဲ့အချိန်မှာပေါ်လာဘူးဆိုရင်ပေါ့နော်ပြန်နေတော့တောင်းထားတဲ့ဟာဒီထဲမှာပြီးတော့တွင်းလို့ရတယ်ပေါ့နော်ဒီမှာပြန်တောင်းထားတဲ့ file တွေကိုဒီထဲကိုဘယ်လိုတွင်းမလဲဆိုတော့အဲ့လိုဆိုတာရှိနော်နေလိုက်မယ်နေပြီးတော့ဒီ folder like ကြီးကို folder like ကြီးတော့တွင်းမရဘူးပေါ့နော် folder like ကြီးတွင်းလို့ရချင်တော့ဒီတိုင်းတွဲထည့်လိုက်လို့ရတယ်ပေါ့နော်ဒီကို copy full လိုက်လို့လည်းတွဲထည့်လိုက်ရင်ဒီရောက်သွားလိမ့်မယ်ပေါ့နော်အဲဒါဒီရောက်သွားပြီပေါ့နော်ကျွန်တော်ကဒီ wireless ကိုတွင်းဒီ UPS ကိုတွင်းနေတယ်ဆိုရင် restore ကိုနှိပ်လိုက်ဒါ restore နှိပ်လိုက်ရင်သူဒီကျွန်တော်တို့ system တွေက package တွေကိုရောက်သွားမယ်ပေါ်လာလိမ့်မယ်ပေါ့နော်ဒီနေ့လောက်ဆိုရင်တော့ backup ဘယ်လိုလုပ်မလဲ firmware update ဘယ်လိုလုပ် package ဘယ်လိုသင်မလဲဆိုတော့နားလည်လောက်ပြီးထင်ပါတယ်
အားလုံးကျေးဇူးတင်သင်ပြကြပါစေခင်ဗျာ